ဒါကကျွန်တော်မနေ့ကတည်းကကြိုပြီးလာကြည့်တာလေအခင်းပေါ့နော်ကြောက်ပြုံခင်းပေါ့ကြနေတဲ့ပိုးက2မျိုးကြတယ်ပေါ့နော်ဘာကြနေလဲဆိုတော့ကျွန်တော်တို့ရထင်းပိုးကြနေတယ်ပြီးတော့ရင်ပြူကြတယ်ပေါ့နော်ရထင်းပိုးကလည်းဆိုးရွားကြထားလေနေထားရင်ပြူကလည်းဆိုးရွားကြထားတဲ့နေထားပေါ့နော်အဲ့ဒါကိုကျွန်တော်မနေ့ကတည်းကစီစံဖြန်းပေးမယ်ဆိုပြီးကျွန်တော်တောင်သူနဲ့ပြောခဲ့တယ်ပေါ့နော်ဒီတောင်သူကလည်းမနေ့ကမှကျွန်တော်လည်းသိတဲ့တောင်သူပေါ့နော်ဒီနေ့ကသိတဲ့တောင်သူမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်အခုဒီမနေ့တပုံးစာပေါ့ဗျာဒီထုတ်စာပေါ့လား30 gram တပုံးစာကျွန်တော်ကိုယ်တိုင်ဆန်းဖြန်းပေးဖို့လာတာပါဒါအားလုံးက9ကရှိရလို့ပြောတယ်ကလအော်ရယ်ပြီးတော့ကြောက်ဖြူရယ်ပြောင်းချမ်းညက်ပေါ့နော်ဒါလည်းစိုက်ထားတယ်